တနင်္ဂနွေသားသမီးများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးများတို့အတွက်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့8ရက်5လ2025မှာ14ရက်5လ2025ထိပဲဖြစ်ပါတယ်အဲ့တော့တစ်ပတ်စာပေးတယ်တနင်္ဂနွေသားသမီးတွေရဲ့ယင်ထဲမှာအောင်မြင်အောင်ကြီးပွားအောင်တိုးတက်အောင်ဘဝမှာလူအောက်ကြသူ့အောက်ကြမဖြစ်အောင်ဇွဲလုံးလာဝရိယတွေနဲ့အားစိုက်ကြိုးစားမယ်ဆိုတဲ့စိတ်တွေအခုယင်ထဲမှာစဉ်းစားတွေးတော်နေပါတယ်မျောလဲတောင်းတရည်ရွယ်ချက်ကအားလုံးနဲ့ချစ်ခင်ဖို့သိမြတ်ဖို့မေတ္တာစိတ်မေတ္တာမှန်အချစ်စိတ်ချစ်မှန်နေနဲ့ရေရှည်လက်တွဲနိုင်ဖို့ရှေ့ဆင့်နိုင်ဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်ကိုယ့်ရဲ့နှလုံးသားကိုတစ်ဖက်လူကကိုယ့်ရဲ့မေတ္တာရဲ့အကြောင်းတွေသိအောင်ဘူးဒီခရမ်းသီးလို့ခွဲပြလို့ရရင်ခွဲပြလိုက်ခြင်းနဲ့ဆိုတဲ့စိတ်တွေဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲနဲ့ဘယ်လိုဟာမိုးကြုံမလဲတနင်္ဂနွေသားသမီးတွေမှာဘေးချမ်းတဲ့ကြအကျက်တွေကြုံမယ်ကိုလှုပ်တာမှုပဲနဲ့သူများကြောက်တွန်းလို့သူများပြဿနာရှာလို့အဲ့လိုဟာမျိုးလောက်ကြံမဲ့သူတွေဝိုင်းဝိုင်းလဲနေတတ်တယ်တတိထားရမယ်တနင်္ဂနွေသားသမီးဒီကာလမှာပေါ့နော်အဲ့တော့အဲ့လိုအကျက်တဲ့အခက်အခဲတွေကြုံပြီးဆိုလို့ရှိရင်အကျဉ်းချနေတဲ့တရဝါအချုပ်ချနေတဲ့တရဝါကြီးနောင်ထားတဲ့တရဝါကိုကျိုးဖြည့်ပြီးတော့လွတ်လိုက်ကိုဖြစ်ချင်တဲ့ဆန္ဒတော့ဆူတောင်းပေါ့ကိုယ့်ရဲ့အခက်အခဲတွေတော့ပြောပေါ့အဲ့လိုလုပ်လိုက်ပါအားလုံးအဆင်ပြေသွားပါလိမ့်မယ်စိတ်ညစ်စရာပူပင်တော့ကအနေနဲ့အကြောင်းအမျိုးမျိုးကြောင့်ရက်ဆိုင်လာတဲ့အလုပ်တွေနောက်တစ်ကြော့ပြန်လုပ်ဖို့မစုံနိုင်တဲ့သူတွေနဲ့နောက်တစ်ကြော့ပြန်ဆုံဖို့ကျမ်းမာရေးတွေကောင်းဖို့စသည်အပြင်အဲ့လိုဟာမျိုးတွေအတွက်ကိုမှစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်အဲ့တော့ကိုလုပ်နေတဲ့အလုပ်ဒီကျမ်းမာရေးညံ့စေတဲ့အလုပ်လားအဲ့ဒါဆိုရင်အဲ့ဒီဟာရဲ့စန့်ကျင်ဘက်ကကျမ်းမာရေးကောင်းစေတယ်ငါလုပ်နေတဲ့အလုပ်ကစီးပွားရေးကျဆုံးတဲ့အလုပ်လားပတ်စံမရတဲ့အလုပ်လားအကျိုးမရှိတဲ့အလုပ်လားအဲ့လိုကိုစဉ်းစားအကျိုးရှိတဲ့အလုပ်ကိုလုပ်ရင်ချမ်းသာသွားလိမ့်မယ်အောင်မြင်သွားလိမ့်မယ်နော်အဲ့တော့အတွေးခေါ်ဆိုတာလူတိုင်းနဲ့မတူဘူးအတွေးခေါ်ကောင်းတဲ့သူကလောကမှာအောင်မြင်တဲ့ကြီးပွားတဲ့ချမ်းသာတဲ့ကဲဒီချိန်မှာငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတွေရဲ့ကန်စာတာမှာဆိုလို့ရှင်တော့အခွင့်အရေးတွေရပါလေတဲ့မယူတတ်တာမျိုးအဲ့တော့ဝင်ငွေတွေနဲ့ပတ်သက်ပြီးဘလောက်ပဲဝင်အဖတ်မတင်တာမျိုးအကျိုးမရှိတာမျိုးအဲ့လိုဟာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ပညာရေးနဲ့ပတ်သက်လို့ရှင်တော့မကြခင်မှာမိကောင်းဆွေကောင်းတွေစုံစည်းမယ်ကုညီမဲ့သူတွေပေါ်လာလိမ့်မယ်အဲ့လိုဟာမျိုးတွေရတယ်ရှေ့ဆက်အောင်မြင်အောင်လုပ်ဖို့တွေအကြောင်းတွေဖန်လာပါလိမ့်မယ်ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကဒီကာလအတွင်းမှာဘလောက်ပဲဝင်အိတ်ပေါက်ကြီးနဲ့ဖားကောက်နေတယ်လို့ပဲဒီကထည့်တယ်အောက်ကပေါက်နေတာကိုထွက်ထားပေါ့အဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်ဒါကဒီချိန်ရဲ့ဝင်ငွေနဲ့ပတ်သက်ပြီးအဲ့တော့အိမ်အောင်ရှင်တနင်္ဂနွေသားသမီးတို့ရဲ့ဘဝမှာဆိုလို့ရှင်တော့မိသားစုနဲ့ပတ်သက်ပြီးပျော်ရွှင်စရာစိတ်ချမ်းသာစရာတဖြည်းဖြည်းနဲ့ကောင်းသောပြောင်းလဲတိုးတက်ခြင်းအောင်မြင်ခြင်းတွေရရှိပါလိမ့်မယ်ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိုယ့်ရဲ့မိသားစုစိတ်ချမ်းသာဖို့ပျော်ရွှင်ဖို့သားသမီးအတွက်မိသားစုအတွက်အတူနေတဲ့သူတွေနဲ့ပတ်သက်ပြီးအဆင်ပြေပြေဖြစ်ဖို့အတွက်ကိုပဲဒါငွေကုန်ကြေးကြများပါလိမ့်မယ်ကဲအဲ့တော့ဒီဝါသနာပါလို့ထီထိုးခြင်းတဲ့မိတ်ဆွေတွေကတော့ခြုံတယ်တွေတပတ်တွေနားမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ညနာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့အနေနဲ့ကတော့ခရီးသွားမဲ့သူကိုလမ်းစေးလူပါစားစေးလူပါအဲ့ဒါဆိုရင်အားလုံးအဆင်ပြေကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ဒီတစ်ပတ်တနင်္ဂနွေသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399255358358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ Viber ဆက်သွယ်လို့ရပါတယ်အနေနဲ့ရအတိုင်းတိုင်းပြည်ကကြီးစုနေကြကုန်သောခုနှစ်သားသမီးလဲဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ပေးတင်မေးလို့ရပါတယ်ကဲဒီလောက်ပါပဲတနင်္ဂနွေသားသမီးအားလုံးလူရဆန္ဒပြေဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာတနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်8ရက်5လ2025မှာ14ရက်5လ2025ထိပဲဖြစ်ပါတယ်တနင်္လာသားသမီးတွေရဲ့ယင်ထဲမှာအဝေးတနေရာကိုအကြောင်းပြုပြီးတော့ကိုယ့်ရဲ့ယင်ထဲမှာရင်ခုန်စရာစိတ်ကြည်နူးစရာတွေအကောင့်တွေပေါ်ဖို့ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ကလေးတွေအကောင့်ပေါ်ဖို့အဆင်ပြေဖို့အဲ့လိုအကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတော်နေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေဝါသနာပါရာသူတို့လိုချင်သောသူတို့ပညာရေးသူတို့ရဲ့အမှုပညာဂီတစသည်အားဖြင့်အဲ့လိုဟာမျိုးတွေနဲ့ပတ်သက်ပြီးအဆင်ပြေအောင်မြင်ဖြစ်ဖို့အခက်အခဲမရှိဘဲနဲ့ရေရှည်အတွက်အဆင်ပြေနိုင်ဖို့အတွက်ကိုပဲဒါကိုရရင်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲ့ဘယ်လိုဟာမျိုးကြုံမလဲလက်ရှိနေရာမှာနေရတာလောက်ကြရတာရက်တီရတာစိတ်နှောက်ယှက်ဖြစ်စရာမျိုးစုံကြုံတွေ့ရတတ်တဲ့စ
စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ခရီးသွားလာမှုနဲ့ပတ်သက်ပြီးစီးစရာရင်ထားနဲ့ပတ်သက်ပြီးတစ်ခုမဟုတ်တစ်ခုတစ်မျိုးမဟုတ်တစ်မျိုးခဏခဏစိတ်ညစ်စရာလေးတွေကြံဖန်ပြီးတော့ကြုံတွေ့ရတတ်တယ်အဲ့ဒီစိတ်ညစ်စရာကလည်းမကြခင်မှာကြက်ပြောက်ငှက်ပြောက်ပျောက်ပြီးအကောင်းဘက်ကိုပြောင်းသွားပါလိမ့်မယ်ငယ်ရွယ်တဲ့တနင်္လာသားသမီးတွေကန်ဆာတာမှာချိုကြံမယ်ချွေတာမယ်စုဆောင်းမယ်အလုံးနဲ့လက်နဲ့မပြတ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဆန္ဒအဲ့တော့ငငယ်ရွယ်နဲ့သူများပေါ်စာနာစိတ်မေတ္တာထားစိတ်အဲ့လိုဟာမျိုးတွေနဲ့ကိုယ့်ရဲ့ရင်ထဲမှာထုံမွန်းပြီးတော့ပြည့်နဲ့နေတတ်တယ်အဲ့တော့ကိုယ့်ရဲ့ရင်ထဲမှာသူတော်ကောင်းစိတ်တွေအများကြီးကိန်းအောင်နေတာမျိုးအကြောင်းဖန်လာပါလိမ့်မယ်အဲ့တော့ချစ်ချင်းမေတ္တာနဲ့ပတ်သက်လို့ရှင်လည်းကောင်းသောပြောင်းလဲခြင်းတွေကြုံတွေ့ရလိမ့်မယ်ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိုယ့်ရဲ့စွမ်းဆောင်မှုကိုယ့်ရဲ့လုပ်အားနဲ့ကောင်းသောဝင်ငွေမျိုးရရှိလာပါလိမ့်မယ်အချောင်မရဘူးဆိုတဲ့ပုံစံမျိုးတော့ပြထားပါတယ်အိမ်အောင်ရှင်မိတ်ဆွေများအဖို့ကတော့ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ကြုံတွေ့ရတတ်တယ်ကိုယုံကြည်ရတဲ့သူတွေကယုံကြည်စရာမကောင်းတာမျိုးကိုလေးစားရတဲ့သူတွေကလေးစားစရာမကောင်းတာမျိုးအထင်နဲ့အမြင်နဲ့တခြားစီပဲအဲ့တော့အားကိုးတကြီးနဲ့ရင်ထဲမှာပေါ့သွားမလားဆိုပြီးတော့ကိုယ့်ရဲ့ယဉ်နှင်းစကားတွေဖွင့်ချလိုက်တယ်ပြောပြလိုက်တယ်သူကပဲသစ္စာမဲ့တာမျိုးတနင်္လာသားသမီးတွေကြုံတွေ့ရပါလိမ့်မယ်ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမကုန်သင့်တဲ့ကိစ္စတွေလှုပ်ဝက်ပြီးလုပ်တဲ့ကိစ္စတွေကြောင့်ငွေကုန်ချေးကြများပါလိမ့်မယ်တဲ့ဗျာဒီဝတနာပါတို့ထီထိုးခြင်းတဲ့မိတ်ဆွေတွေကတော့ဇပွဲထိုင်ကုန်တွေရဲ့အနီးနားမှာရှာကြည့်ပါဇပွဲနဲ့ထိုင်ကုန်နဲ့တွဲထားတဲ့နေရာရဲ့အနီးနားမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ကဲညံ့တာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့9-9 ကောင်လွှတ်ချင်းအပြင်အညံ့တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်တနင်္လာသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကြော်စင်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399255358358ပဲဖြစ်ပါတယ်ဒီနေ့ဟောပြောခြင်းကတော့နေ့လယ်7:00 နာရီကနေ12:00 နာရီအတွင်းကိုဖုန်းဆက်မယ်နာမည်စာရင်းပေးမယ်ညနေ3:00 နာရီထိတူးချင်းကိုပြန်လဲဟောကြားပေးပါတယ်ကဲဒီလောက်ပါပဲဖုန်းနံပါတ်ကဒီမှာနော် Viber နဲ့ဆက်သွယ်ပေးမယ်အင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့အင်္ဂါသားသမီးတွေအတွက်8ရက်5လ2025မှာ14ရက်5လ2025ထိပဲဖြစ်ပါတယ်အင်္ဂါသားသမီးတွေရဲ့ယင်ထဲမှာဇိမ်ခံပစ္စည်းတွေနဲ့အထက်တန်းကြနေနိုင်အောင်ကြိုးစားဖို့စွမ်းဆောင်နိုင်ဖို့အဲ့ဒါလိုဟာမျိုးတက်တောင်တက်တာနဲ့ဘဝမှာပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်ရက်တည်နိုင်ဖို့အတွက်ကိုဒါကိုရဲ့ရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့လက်ရှိနေရာမှာဝင်ငွေနဲ့ပတ်သက်တဲ့ကိစ္စတွေထွက်ငွေနဲ့ပတ်သက်တဲ့ကိစ္စတွေမျှတအောင်ဆက်လက်ကြိုးစားသွားဖို့အဲ့တော့ကိုစုဆောင်းထားတဲ့ဟာတွေကထုတ်မရောင်းပါပဲမကုန်မဲနဲ့တိုးပွားအောင်လုပ်ဖို့အကြောင်းအရာတွေကိုဒါကိုရဲ့ရင်းထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲအင်္ဂါသားသမီးတွေဘယ်လိုဟာမျိုးကြုံမလဲဆိုလို့ရှင်တော့လူနေမှုအစဉ်တန်းမြင်မာခြင်းဩဇာအာဏာကြီးမားခြင်းလုံးသမျှကိုင်သမျှတိုးတက်ခြင်းအောင်မြင်ခြင်းဆိုတဲ့ဟာမျိုးကြုံတွေ့ရမယ်ဒါပေမဲ့တိုးတက်အောင်မြင်လာရင်တော့အမြင့်တစ်ပေတစ်ပင်လိုပဲအရန်မြင့်တော့လေးတိုက်နှုံးတော့ခံရမှာပဲအဲ့တော့ကိုအောင်မြင်လာရင်လည်းတိုက်ခိုက်ခြင်းတွေတပုတ်လေးတွေပြောခြင်းတွေအဲ့လိုဟာမျိုးတွေကြုံရမှာပဲအဲ့တော့အဲ့ဓာတွေမကြုံကျင်တော့မလုံနဲ့ပေါ့ဝေဖန်ခြင်းတွေတိုက်ခိုက်ခြင်းတွေတော့ခံရမှာပဲအဲ့ဒါလောကဓမ္မတာပါပဲကဲဒီချိန်မှာစိတ်ညစ်စရာနဲ့ပတ်သက်ပြီးအင်္ဂါသားသမီးတွေမှာမနိုင်ဝင်ထမ်းရတဲ့ကိစ္စမကျွမ်းကျင်တဲ့အလုပ်တွေလုပ်မိတဲ့ကိစ္စတွေကြောင့်ကိုယ်မှာစိတ်ညစ်ရတာမျိုးကြုံတွေ့ရတဲ့အပြင်ပေးစရာရှိတဲ့ငွေကြေးနဲ့ပတ်သက်ပြီးလို့ရှင်လည်းကိုကမပေးနိုင်ဘူးရမယ်ဟာတွေလည်းခက်ခဲနေတာမျိုးအဲ့လိုဟာမျိုးနှစ်မျိုးနှစ်စားလောက်စိတ်ညစ်စရာကြုံတွေ့ရတတ်ပါတယ်ငယ်ရွယ်တဲ့အင်္ဂါသားသမီးတွေကန်ဆာတာမှာကိုချစ်ရတဲ့သူနဲ့ပတ်သက်ပြီးစိတ်တော့ကစိတ်ညစ်စရာတွေဖြစ်တတ်တယ်ကိုကသူ့ကိုခွင့်လွှတ်တယ်မေတ္တာနဲ့ပတ်သက်လို့ရှိရင်ကိုယ့်ဘက်ကအများကြီးထားတယ်သူ့ဘက်ကျတော့ကိုထားသလိုမျိုးမဟုတ်ဘူးကိုကိုအပြစ်မရှိအပြစ်ရှားမယ်အဲ့တော့ तू ကအပြစ်တွေပြောဖို့များကိုယ့်ကိုချစ်မိတာလားဆိုတဲ့ပုံစံမျိုးအဲ့လောက်ထိထင်ရလောက်အောင်ပဲကို့မှာစိတ်ပြက်စရာတွေကြုံတွေ့ရတတ်ပါတယ်ကဲအဲ့တော့ဒီချိန်မှာအဲ့ဒီချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးရေရှည်ဆက်သွားမယ်ဆိုလို့ရှိရင်တော့လုံးဝအလားလာမကောင်းနိုင်ပါဘူးအဲ့ဒါကတော့ကိုနီးကိုဟန်နဲ့ကိုဘာကိုစဉ်းစားပါဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာဘယ်လိုပြောရမလဲဟိုနေ့မှာနှမ်းထွက်နဲ့မှန်းချက်မကိုက်တာမျိုးဖြစ်တတ်တယ်လို့သူကပြထားတယ်ကိုရည်ရွယ်တာတစ်မျိုးကြုံလာတာတစ်မျိုးကိုမျောလင့်တာတစ်မျိုးဖြစ်လာတာတစ်မျိုးအဲ့လိုဟာမျိုးတွေရည်ရွယ်ချက်ရည်မှန်းချက်မပြေဝတဲ့ပုံစံမျိုးတွေကြုံတွေ့နိုင်ပါတယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ
အမားတွေမလုပ်ဘူးအကောင်းဆုံးတွေဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်တွေအဲ့လိုဟာမျိုးအိမ်အောင်ရှင်များဖို့ကြုံတွေ့ရတတ်တယ်အချက်တစ်ဝက်အကျိုးနဲ့ဖြစ်မဲ့ကိစ္စတွေသူ့ကိုလည်းငါမပြောငါ့ကိုလည်းသူမပြောအောင်နေမယ်အဲ့တော့သူ့အကြောင်းငါအကြောင်းအဲ့တော့လှုပ်ဝက်ပြီးတော့အကောင်းဆုံးဖြစ်အောင်ဖန်တီးပေးမယ်ဆိုတဲ့အကြောင်းအရာတွေဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမကုန်သင့်တဲ့နေရာတွေမှာကုန်နေငွေကုန်ကြီးကြများမယ်အဲ့လိုဟာမျိုးတွေဖြစ်တတ်ပါကြောင်းပါတယ်ဗျာထီဝါသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေများဖို့ကတော့ကိုယ့်ရဲ့မိတ်ဆွေထဲမှာဖရားเจ้าတို့ဖုန်ကြီးเจ้าတို့ဘာသာရေးအဆောက်အုံသွားတဲ့သူနောက်ဘာသာရေးခရီးနဲ့ပတ်သက်ပြီးသွားတဲ့သူမျိုးအဲ့လိုမိတ်ဆွေမျိုးရဲ့အမည်နာမမျိုးကိုအတိတ်ကောက်ခြင်းအပြင်ထီကနန်းအဖြစ်ကံကောင်းခြင်းတွေရရှိပါလိမ့်မယ်ကဲညံ့တာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့ငယ်စဉ်တောင်ကြီးကလေးဘဝတွေကကိုယ့်ကိုကောင်းတဲ့မိတ်ဆွေတူတယောက်လောက်ကိုလက်ဆောင်ပစ္စည်းသူဘာလိုအပ်မလဲလိုအပ်တာလေးလက်ဆောင်ပေးလိုက်ပါအဲ့ဒီအချိန်ကနေစတင်ပြီးကိုယ့်အတွက်ကံကောင်းခြင်းအောင်မြင်ခြင်းအညံ့နေအားလုံးပြေပြောက်ခြင်းလက်လာပါရွှင်လန်းခြင်းဖြစ်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးများတွေဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39925538ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကနေဖုန်းဆက်ပြီးတော့နာမည်စင်းပေးလို့ရပါတယ်ကဲဒီလောက်ပါပဲအင်္ဂါသားသမီးရောက်တဲ့ကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြေဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာဗုဒ္ဓဘုသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုသားသမီးတွေအတွက်8ရက်5လ2025မှာ14ရက်5လ2025ထိပဲဖြစ်ပါတယ်ဗုဒ္ဓဘုသားသမီးတွေရဲ့ယင်ထဲမှာလက်ရှိနေရာနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာတွေပြုပြင်ဖို့မွမ်းမံဖို့ပြင်ဆင်ဖို့အကောင်းဆုံးဖန်တီးဖို့အဲ့လိုအကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတော့နေပါတယ်ပတ်စံကုန်မှလည်းကြောက်တယ်အကောင်ကောင်းလဲလိုချင်တယ်အဲ့ဒီစိတ်နှစ်ခွာဖြစ်နေရတတ်တယ်ကိုခိုင်းတဲ့သူကိုအားကိုးရမယ်သူကလည်းစိတ်တိုင်းမကြဘူးเนาะအဲ့ပုံစံမျိုးဖြစ်နေတယ်ကိုမမလုံနိုင်တာသူများကိုစိတ်တိုင်းကြလိုက်ပါเนาะမျော်လင့်တောင်းတရည်ရွယ်ချက်ကဗုဒ္ဓဘုသားသမီးတွေမှာခေါင်းပူခေါင်းရှုပ်စိတ်ညစ်စရာတွေကြံစည်သမျှလွဲချော်တဲ့ကိစ္စတွေအဆင်ပြေအောင်လုပ်မယ်အောင်မြင်အောင်လုပ်မယ်နောက်တစ်ခါမလွဲချော်အောင်ငါစူးစမ်းမယ်ဆိုတဲ့ရည်ရွယ်ချက်တွေဒါကိုယ့်ရဲ့ယင်ထဲမှာမျော်လင့်တောင်းတနေပါတယ်မမျော်လင့်မဲ့ဗုဒ္ဓဘုသားသမီးတွေဘယ်လိုဟာမို့ကြုံမလဲဘေးကျက်နှံချက်အကျက်သေးတွေကြုံတွေ့ရတတ်တယ်လက်ရှိနေရာမှာဘာလို့အလိုမကျလို့မကြမှန်းမသိပဲနဲ့ပူပင်တော့ကများပြီးတော့စိတ်တူစရာတွေစိတ်ညစ်စရာတွေဖြစ်နေရတတ်ပါတယ်နောက်ထပ်စိတ်ညစ်စရာတွေဘာတွေရှိသေးလဲဆိုလို့ရှိရင်တော့ကိုနဲ့အတူနေခဲ့တဲ့သူတွေအိမ်နီးနားချင်းကိုကူညီခဲ့တဲ့သူတွေကြောင့်ကို့မှာစိတ်ညစ်ပူပန်မှုတွေဖြစ်ရတတ်တယ်စိတ်ဒုက္ခပေးမှုတွေခံစားရတတ်ပါတယ်ငယ်ရွယ်တဲ့ဗုဒ္ဓဘုသားသမီးတွေရဲ့ကံစားတာမှာကောင်းသောကံကြမ္မာအလှည့်ပြောင်းနေတဲ့ကြုံတွေ့ရလိမ့်မယ်ရေရှည်ကောင်းစားဖို့ဒီချိန်ကနေစတင်ပြီးတော့ကြိုးစားရတာစတင်လောက်ကြရတာစတင်ခြေလန်းအစဆိုတဲ့ပုံစံမျိုးကြုံတွေ့ရပါလိမ့်မယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ရှိရင်လည်းကောင်းသောပြောင်းလဲခြင်းအလှည့်ပြောင်းနေလာတတ်ပါတယ်ဝင်ငွေနဲ့ပတ်သက်လို့ကလည်းဒီတဲ့ထူးတဲ့ပုံစံမျိုးဒီတဲ့ဝင်ငွေကောင်းတဲ့အခွင့်အရေးကောင်းတွေရရှိလာပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကြံစီသမျှလွဲချော်မယ်စိတ်ကူးစိတ်တန်းနဲ့အကုန်လုံးတစသည်လွဲချော်တဲ့လာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ထွက်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမကုန်သင့်တဲ့နေရာတွေမှာငွေကြေးကုန်ကျမှုအများများသွားတာမျိုးတွေဖြစ်တတ်ပါတယ်ထီဝါသနာပါလို့ထီထိုးခြင်းတဲ့မိတ်ဆွေများဖို့ကတော့လာရောင်အောက်မှာရှားကြည့်ပါလာရောင်အောက်မှာရှားကြည့်ပါသို့မဟုတ်လာရောင်ပါသောစတေကာများဗီနိုင်းများဝေါ်ရှိတ်များအဲ့လိုဟာမျိုးတွေကိုအတိတ်နမိတ်ကောက်ကြည့်ပါအဲ့အပေါ်မှာရှားကြည့်အဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ညနာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့တီကုန်းထားသောပန်းများစပယ်ပန်းနဲ့တီကုန်းထားတဲ့ခရီးပန်းနဲ့တီကုန်းထားတဲ့စသည်အားဖြင့်အဲ့လိုမျိုးတီကုန်းထားတဲ့ပန်းများကိုချိန်ဆွဲခြင်းတူတန်းခြင်းမွန်မြတ်သောနေရာမှာစက်ကပ်ခြင်းတူတန်းခြင်းအဲ့လိုဟာမျိုးလုပ်လိုက်ပါသီးသက်သာကထူးပြီးတော့ကောင်းမွန်ပြီးလက်လာပါပွင့်လန်းသွားပါလိမ့်မယ်လို့ပြောရင်ဗုဒ္ဓဘုသားသမီးများတွေဒီမှာပဲနေကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399255358358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့နေ့လယ်7နာရီကနေ12နာရီတွင်းကိုဖုန်းဆက်မယ်နာမည်စင်းပေးမယ်ညနေ3နာရီထိတဦးချင်းကိုပြန်လဲဟောကြားပေးမှာဖြစ်ပါတယ်ကျွန်တော်ကျော်စိန်ဖန်ပါဂျာတာပရိသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာတာပရိသားသမီးတွေအတွက်8ရက်5လ2025မှာ14ရက်5လ2025ထိပဲဖြစ်ပါတယ်ဂျာတာပရိသားသမီးတွေရဲ့ယင်ထဲမှာယခုကြုံတွေ့နေရသောကျမ်းမာရေးအခက်အခဲငွေကြေးအခက်အခဲပူပင်တော့ကစိုးရိမ်စိတ်အဲ့လိုဟာမျိုးတွေအားလုံးကောင်းသွားပါလိမ့်မယ်ကောင်းပြီးတော့စိတ်ချမ်းသာစရာတွေ
လန်ဆန်ပေါ့ပါပြီးတော့အဲ့ဒါလိုလောကလည်းမှာရက်တီရတာသွားရတာလာရတာနေရတာအတိတ်ပဲရှိလို့ခံစားရတာမျိုးကြုံတွေ့ရမယ်အဲ့ဒါလိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော့နေတယ်အဲ့တော့တရားမရှိလို့လည်းမဟုတ်ဘူးတရားရှိပြီးသားပဲအကုန်လုံးကိုသိပြီးသားပဲကြာလာပြီသာသမီတွေမှာနော်အဲ့တော့အဲ့ဒါလိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော့နေပါတယ်မျောလင့်တောင်းတရည်ရွယ်ချက်ကတော့အဝေးတနေရာနဲ့ပတ်သက်ပြီးကံကောင်းဖို့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်ဖို့ကိုစူးစမ်းပေးလိုက်တဲ့ဟာတွေကအဆဆအရာရာကံကောင်းခြင်းတွေဖြစ်ဖို့အဲ့ဒါလိုဟာမျိုးတွေမျောလင့်တောင်းတမိတာမျိုးဖြစ်နေရတတ်တယ်မမျောလင့်မဲဘယ်လိုဟာမျိုးကြုံမလဲအာကုသို့ကင်းအောင်နေမယ်တယောက်တည်းလဲအဆင်ပြေအောင်နေမယ်အဲ့တော့ကိုကံကောင်းအောင်နေမယ်အိမ်ကောင်းရကောင်းနေတဲ့ဆောက်လုပ်မယ်အတိတ်ပဲရှိလူဘဝကိုကြကြနာနာဖြတ်တန်းမယ်ဆိုတဲ့အကြောင်းအရာတွေမမျောလင့်ပဲကြုံဆုံရလိမ့်မယ်တွေးခေါ်ရလိမ့်မယ်ဖြစ်ပေါ်ရလိမ့်မယ်အခုဒီချိန်မှာစိတ်ရစ်စရာအနေနဲ့ကတော့မိတ်ဆွေအပေါင်းနဲ့ကြားမှာဂုံငယ်မှာပဲတွေးပြီးတော့စိုးရိမ်တယ်ကဲ့ရဲ့မှာပဲတွေးပြီးတော့စိုးရိမ်ပူပန်မှုတွေဖြစ်နေရတတ်တယ်စိတ်ညစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့ကြာသာပေးသားသမီးတွေကံစားတာမှာဆုံးဖြတ်ရန်အချက်တဲနှစ်ခုနဲ့ရင်ဆိုင်ရတတ်တယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စဘဝရက်တည်မှုနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးကိစ္စအဲ့ဒါလိုဟာမျိုးတွေကိုစိတ်ညစ်စရာနှစ်မျိုးကိုမှဖြစ်ပေါ်တတ်တယ်ကြုံတတ်တယ်ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းနှစ်မျိုးနှစ်စားဝင်ငွေကောင်းရရှိအောင်လုပ်လို့ရပါလေရဲ့နဲ့ကိုကမလုပ်တာမျိုးအချိန်မကုန်သေးမဲ့ကုန်သွားတာမျိုးအချိန်ဖြုံးမိတာမျိုးအဲ့ဒါလိုဟာမျိုးတွေကြောင့်ကိုမှဝင်မဲ့လက်တွေပိတ်သွားတာမျိုးဖြစ်ပေါ်တတ်ပါတယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့မကြခင်မှာခကြီးတစ်ခုကပြန်လာပြီးတာနဲ့အိမ်အောင်ကြီးရောပျော်ရွှင်မှုရောငွေကြေးရောလက်လာပါအကုန်လုံးကတ်ကောင်းသွားပါလိမ့်မယ်ဒီကြားထဲမှာဆိုလို့ရှင်တော့အစင်မပြေမှုတွေကြုံတွေ့ရပါလိမ့်မယ်ကိုဖြစ်ချင်တယ်လို့မျိုးတစ်ဖက်လူကမလုပ်ဘဲနဲ့သူ့စိတ်ကူးတိုင်းသူ့မှာလှုပ်ချင်တာတွေလုပ်နေတာမျိုးကြုံတွေ့ရပါလိမ့်မယ်ထွက်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းခရီးသွားလာမှုတစ်ခုကြောင့်သို့မဟုတ်ဧည့်သည်ကြောင့်အဲ့လိုဟာမျိုးကြောင့်ဝေကုံကြီးကြများပါလိမ့်မယ်လို့ပြထားပါတယ်ထီဝသနာပါလို့ထီထိုးခြင်းတဲ့မိတ်ဆွေများဖို့ကတော့အရင်တော့ကကိုယ့်ရဲ့ဘဝမှာကံကောင်းခဲ့ဘူးတော့ကဏ္ဍများနံပါတ်များကိုအတိတ်ပြန်လဲကောက်ကြည့်ပါအဲ့ဒါလေးကိုပြန်ပြီးတော့မှတ်ကြည့်ပါအဲ့ဒီကဏ္ဍများဒီကိုယ့်အတွက်နောက်တစ်ကြော့နောက်တစ်ဖန်ပြန်ပြီးတော့ကံကောင်းခြင်းဆိုတဲ့ဟာမျိုးကြုံပါလိမ့်မယ်ညနာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့မိမိအကြိုက်ဆုံးဟင်းလျာတမျိုးမျိုးစားစရာတမျိုးမျိုးတောက်စရာတမျိုးမျိုးကိုယဟန်တန်ကသီလရှိတဲ့သူများအလူတန်းခြင်းအားဖြင့်ကျွေးမွေးခြင်းအားဖြင့်ကိုယ့်အတွက်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်ပြီးအောင်မြင်မှုအပြပြရရှိပါလိမ့်မယ်လို့ပြောရင်ကြာသာပရိသတ်သမီးများတွေဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992553035ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့နေ့လယ်7:00နာရီကနေ12:00နာရီအတွင်းမှာဖုန်းဆက်မယ်နာမည်စင်းပေးမယ်ညနေ3:00နာရီထိတဦးချင်းစီကိုပြန်လဲဟောကြားပေးမှာဖြစ်ပါတယ်ကဲအားလုံးအရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြုပါပါစေတောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးများအတွက်8ရက်5လ2025မှာ14ရက်5လ2025ထိပဲဖြစ်ပါတယ်တောက်ကြသားသမီးတွေရဲ့ရင်ထဲမှာငကားမှန်းသိအောင်အမောက်ထောင်ပြခြင်းနဲ့ဒေါသတွေအရန်ထွက်တယ်အဲ့ဒီအတွက်ကြောင့်ရင်ထဲမှာဒေါသတွေမျိုးသိအောင်ကိုအကောင်းဆုံးဖန်တီးဖို့ဝမ်းမနေပဲနဲ့ရှေ့ဆက်နိုင်ဖို့ဒေါသမထွက်ပဲနဲ့ရှေ့ဆက်နိုင်ဖို့အဲ့လိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလင့်တောင်းတရည်ရွယ်ချက်ကအဲ့ဒီဒေါသတွေကိုပဲဆက်လက်ပြီးတော့နောက်တစ်ခါထပ်ပြီးဒီတဲ့စိုးအောင်မဖြစ်အောင်ပဲဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင့်တောင်းတနေပါတယ်ဒေါသကနေပြီးတော့ဓာတ်ကနေပြီးတော့ပန်းလေးတွေဖြစ်အောင်ကြိုးစားဖို့ဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင့်တောင်းတနေပါတယ်မမျောလင့်မဲနဲ့ဘယ်လိုဟာမျိုးကြုံမလဲခက်ခဲခြင်းကြမ်းတမ်းခြင်းအဲ့လိုမျိုးတွေနဲ့ဘဝမှာငါဘယ်လိုရှေ့ဆက်မလဲဆိုတဲ့မနှက်ဖန်တွေအတွက်နောက်နေ့တွေအတွက်နောက်ရက်တွေအတွက်နောက်လတွေအတွက်နောက်နှစ်တွေအတွက်စသည်အားဖြင့်အဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကိုယ်မှယင်လေးပြီးပူပင်တော့ကများမယ်အဖြစ်မျိုးတွေကြုံတွေ့ရလိမ့်မယ်စိတ်ညစ်စရာနောက်ထပ်ပူပင်တော့ကအနေနဲ့ဘာတွေရှိသေးလဲဆိုလို့ရှိရင်အခြေချစ်ချင်းမေတ္တာရေးရနားလည်မှုလွဲတာစသည်အားဖြင့်အတွက်ကြောင့်ကိုယ်မှစိတ်ညစ်မှုအစာပေါင်းများစွာကြုံတွေ့ရတတ်ပါတယ်အဲ့ဒါတော့အဲ့စိတ်ညစ်စရာတွေကမကြခင်မှာနားလဲသွားလိမ့်မယ်ကိုရှင်းပြစရာတော့မလိုဘူးအဲ့ဒါလိုဟာမျိုးကြုံပါလိမ့်မယ်အဲ့တော့ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်ဆာတာမှာဆိုလို့ရှင်တော့ငွေကြေးလုံးကြီးခဲကြီးရမယ်အောင်မြင်ခြင်းအဖျားသူမတူအောင်ထူးထူးခြားခြားကံကောင်းခြင်းတွေကြုံပါလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမမျှော်လင့်မဲ့ရုပ်တရက်ဝင်ငွေကောင်းလက်လာပါကြီးကြီးမားမားရရှိပါလိမ့်မယ်လို့ပြထားပါတယ်
အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့စကားပြောဆိုမှုအဆင်မပြေတာမျိုးတဦးနဲ့တူဒေါသတရန်လိုတန်းနဲ့ဆက်ဆံတာမျိုးငြိမ်ငြိမ်ချမ်းချမ်းချင်းချင်းနာနာမရှိတဲ့ပုံစံမျိုးတွေနဲ့ဆက်ဆံခြင်းအဲ့လိုဟာမျိုးရှိတတ်တယ်အိမ်အောင်ရေးမှာမနှွေးထွေးဘူးဆိုတဲ့ပုံစံမျိုးဖြစ်ပေါ်တတ်ပါတယ်ဖွဲ့ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းခရီးသွားလာမှုရင်ရထားအဲ့လိုကိစ္စမျိုးတွေကြောင့်ဝေကုန်ကြီးကြများပါလိမ့်မယ်ထီဝါသနာပါလို့ထီထိုးခြင်းတဲ့မိတ်ဆွေများဖို့ကတော့အိမ်ပြည့်ကြီးတွေနာအိမ်အဟောင်းကြီးတွေနာမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ကဲညံ့တာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့ငယ်ရွယ်တဲ့ဇုံတွဲအတွဲများကိုလက်ဆောင်ပစ္စည်းပေးခြင်းအဲ့တော့လမ်းစေးပေးခြင်းစားစရာပေးခြင်းအဲ့လိုကူညီပံ့ပိုးပေးခြင်းမင်္ဂလာလက်ဖွဲ့ခြင်းအဲ့လိုစသည်အားဖြင့်နေလုပ်ပေးလိုက်ပါအဲ့ဒါဆိုတောက်ကြသားသမီးအားလုံးအရောက်တိုင်းကံကောင်းခြင်းအောင်မြင်ခြင်းအညံ့ခိုက်တွေပြေပြောက်ခြင်းဆိုတဲ့ရရဖြစ်သွားပါလိမ့်မယ်ကဲကျွန်တော်ကြော်စိမ်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399255358358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကို17နာရီကနေ12နာရီအတွင်းမှာဖုန်းဆက်မယ်နာမည်စင်းပေးမယ်ညနေ3နာရီထိတဦးချင်းပြန်လည်ဟောကြားပေးလျက်ရှိပါတယ်ကျွန်တော်ကြော်စိမ်းဖန်ပါကျွန်တော်မိတ်ဆွေများအရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြေဝပါစေလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ဗျာစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်8ရက်5လ2025မှာ14ရက်5လ2025ထိပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယင်ထဲမှာကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေအတွက်ကိုသူတို့စိတ်ချမ်းသာဖို့သူတို့အတွက်ကိုယ်မှာဖြည့်ဆည်းပေးဖို့ပံ့ပိုးပေးဖို့အဲ့လိုအကြောင်းအရာတွေကိုစဉ်းစားနေတဲ့အပြင်လူမသိအောင်ကိုလုပ်ထားတဲ့ကိစ္စတွေဘူးပေါ်သလိုပေါ်မဲ့အကြောင်းအရာတွေကိုအခုယင်ထဲမှာစိုးရိမ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့မိသားစုလိုက်ဒီတဲ့ကောင်းတဲ့နေရာကိုရွှေ့ပြောင်းဖို့နေတိုင်းဖို့တွာလာဖို့အဲ့လိုဟာမျိုးရေရှည်အတွက်စီမံကိန်းချဖို့ဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်လက်ရှိနေရာမှာနေလို့ကတော့လုံးဝကိုအဆင်ပြေတော့မှာမဟုတ်တော့ဘူးလို့ပြထားပါတယ်အဲ့တော့မမျောလင်းမဲ့ဘယ်လိုဟာမျိုးကြုံမလဲအောင်မြင်မှုအဖျားဖျားရရှိမယ်ငွေကြေးကံကောင်းမယ်ပံ့ပိုးတဲ့သူတွေကူညီတဲ့သူတွေအကြံဉာဏ်ကောင်းပေးတဲ့သူတွေအဲ့လိုစသည်အဖြစ်နေနဲ့ကြုံတွေ့ပြီးတော့အဆဆရာအဆင်ပြေသွားပါလိမ့်မယ်စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့မကြာခဏကိုယ်ပြဿနာရှာလိရှာတာရှိတော့ရန်လုံနေတဲ့သူတွေကြောင့်ကိုယ်မှာစိတ်ညစ်ပူပန်မှုဖြစ်နေရတတ်တယ်သူတို့တွေနဲ့မဆုံချင်ဘူးမတွေ့ချင်ဘူးအဲ့တော့ကောင်းမှုကုသိုလ်လုပ်တဲ့လမ်းမှာတော့မဆုံချင်ဘူးဗျာနော်အဲ့လိုဟာမျိုးထီအောင်ကိုယ့်ရဲ့ရင်ထဲမှာနာကြီးတာမုန်းပြီးတဲ့အတွက်ကြောင့်စိတ်ညစ်စရာတွေဖြစ်ပေါ်တတ်ပါတယ်ငယ်ရွယ်တဲ့စနေသားသမီးတို့ရဲ့ကန်ဆာတာမှာကိုချစ်ရတဲ့သူကိုပံ့ပိုးခြင်းနဲ့ကူညီခြင်းနဲ့သူ့ကိုကုထက်စိတ်ချမ်းသာစေခြင်းနဲ့ကိုပျော်ရတာတဲ့သူ့ကိုပျော်စေခြင်းနဲ့ဆိုတဲ့အတွေ့အကြုံအခုရင်ထဲမှာဖြစ်ပေါ်တတ်ပါတယ်ကျင်းတွေကိုလည်းပြန်လဲသူပျော်ရွှင်ဖို့လုပ်ပေးနိုင်ခွင့်ရရှိပါလိမ့်မယ်သူစိတ်ချမ်းသာဖို့ဖန်တီးခွင့်တွေရရှိပါလိမ့်မယ်အဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအောင်မြင်မှုဖြာဖြာရရှိမယ်ကံကောင်းခြင်းတွေကြုံမယ်စိတ်ကူးစိတ်တန်းတွေကောင်းပါလိမ့်မယ်ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဒီကာလအတွင်းမှာဝင်ငွေကောင်းတွေရရှိလိမ့်မယ်စုဆောင်းပြီးတဲ့ပုံစံမျိုးတီအောင်ကံကောင်းပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့လက်ရှိနေရာမှာအဆင်ပြေအောင်ဆက်နေကောင်းမလားအဲ့တော့သူကောက်မကောင်းအောင်ကိုကောင်းအောင်လုပ်မယ်ရှေ့ဆက်မယ်အောင်မြင်အောင်လုပ်မယ်အဲ့တော့သူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေငါဘဝငါတော့အောင်မြင်အောင်လုပ်ရမှာပဲဆိုတဲ့အတွေးတွေနဲ့ဒါအိမ်အောင်ရေးနဲ့ပတ်သက်ပြီးအထီးကျန်မှုတွေကြုံမယ်တဦးနဲ့တူမလေးစားတာမျိုးအဲ့လိုမချစ်ခင်တာမျိုးအခြေအနေနဲ့ပတ်သက်ပြီးပေါ့သွားတာမျိုးအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်ကြုံတတ်တယ်ဖွဲ့ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းခရီးသွားလာမှုခရီးလမ်းပန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်ဝေကုန်ကြီးကြများပါလိမ့်မယ်ထီဝါသနာပါတို့ထီတိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့အုတ်ထုတ်တွေထားတဲ့နာမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့အတွက်ကတော့အယူများညင်ညံသွင်းမပြည့်ဝတဲ့သူများကိုစားစရာအဝတ်အထည်အဲ့လိုစားစရာအပြင်ဖနက်လှူကျင်တာလှူလိုက်သူလိုအပ်မဲ့ခင်တဲ့ဟာလေးတွေကိုလှူဒန်းပြီးတော့အလိုရှိရာဆူတောင်းကြည့်လိုက်ပါတိတိတသာစနေသားသမီးတွေအတွက်ကံထူးကောင်းမွန်ပြီးအောင်မြင်မှုဖြာဖြာရရှိပါလိမ့်မယ်လို့ပြောရင်စနေသားသမီးများအတွက်ဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39925538ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့17နာရီကနေ12နာရီအတွင်းကိုဆက်မယ်ဆက်ပြီးနာမည်စင်းပေးမယ်ပြီးတာနဲ့မိတ်ဆွေတို့အလှည့်ရောက်ရင်ကျွန်တော်ဖုန်းပြန်ခေါ်ပြီးတော့တဦးချင်းစီပြန်လဲခေါ်ကြပေးမှာဖြစ်ပါတယ်Viber နဲ့ဆက်သွယ်လို့လည်းရပါတယ်အနေနဲ့ရရက်ကအတိုင်းတိုင်းပြည်မှာကြီးနေကြပုံတော့ခုနှစ်သားမီးအပေါင်းကလည်းအဲ့ Viber နဲ့ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ဗျာ
ကဲကျွန်တော်ကြော်စိမ့်ဖန်ပါမိတ်ဆွေစနေသားသမီးအားလုံးလူရဆန္ဒပြေဝပါစေဘေးဥပ္ပအန္တရာယ်ကင်းပါစေစိတ်ချမ်းသာကိုကျမ်းမာပါစေလို့မေတ္တာပို့ဆုတောင်းပေးပါတယ်ဗျာအားလုံးတက်တာပါ